သင်က set study အားမကောင်းဆိုရင်ဒီ class ကိုမတက်နဲ့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ video class လေးအကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင် video class လေးကဘာလဲ video class ကိုဘယ်လိုလူတွေတက်ရောက်သင်လဲနဲ့ video class ထဲမှာဘာတွေပါမလဲဆိုတဲ့အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်video class ဆိုတာကဒီသင်ကြားထားတဲ့ video ကိုကိုအားတဲ့အချိန်မှာပြန်ပြီးတော့လေ့လာတဲ့ learning မျိုးကိုဆိုလိုတာဖြစ်ပါတယ်ရှင် video class ကိုဘယ်လိုလူတွေတက်ရောက်သင်လဲဆိုတော့အလုပ်တစ်ဖက်အကြောင်းတစ်ဖက်နဲ့ကြောင်းမလို့အချိန်အတိအကျမပေးနိုင်တဲ့သူတွေနောက်ထပ်တစ်ခုကကြတော့ဒီ class တစ်ခုမှာပေါ့နော်အများနဲ့သင်တဲ့အခါမှာကိုက slow learner ဖြစ်တဲ့သူတွေတက်ရောက်သင်ပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့ slow learner တွေကကြတော့ဥမာတစ်ခေါက်တည်းနဲ့နားမလည်တဲ့အခါမျိုးမှာဖြစ်စေဒီအကြောင်းအရာတစ်ခုကိုတိတ်ပြီးတော့သဘောမပေါက်တဲ့အခါမျိုးမှာဖြစ်စေပေါ့နော်ပြန်ပြီးတော့ဗီဒီယိုကြည့်ပြီးတော့ထပ်ခါလေ့လာနိုင်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ရှင်နောက်ထပ်အနေနဲ့ကကြတော့ဒီ internet line ပုံမှန်မရတဲ့သူတွေ video class ကိုတက်ရောက်သင်ပါတယ်ရှင်နောက်တစ်ခုကကြတော့ video class မှာဘာတွေသင်ပါလဲဘာတွေသင်ပါလဲဆိုတော့ပုံမှန် 4K class တွေမှာသင်ကြားနေကြအတိုင်းပဲ speaking listening reading writing အပြင် grammar ကိုပါထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်ဒါပေမဲ့ဒီ video class တက်တဲ့ learner တွေအနေနဲ့ကတော့ self study အားကောင်းမှုလိုပါတယ်ရှင်ဘာလို့လဲဆိုတော့ဒီ video ကြည့်ပြီးတော့ကိုယ်တိုင်ပဲ self learning ပြန်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပါရှင်သင်တန်းကြီးအနေနဲ့ကလည်းပုံမှန် class တွေထက်အများကြီးတက်တာတဲ့သင်တန်းကြီးနဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်ရှင် basic level ဆိုလို့ရှိရင်ဒီရာတက်ပံပြန်ပြီးတော့လေ့လာလို့ရတဲ့သင်တန်းကြီးကိုမှ9000ကျပ်နဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်ရှင် elementary ဆိုရင်6000ကျပ် pre-inter ဆိုရင်9000ကျပ်နဲ့ intermediate ဆိုရင်တော့8000ကျပ်နဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်ရှင်နောက်ထပ်တစ်ခုက basic ကနေပြီးတော့ intermediate ထိကို level အလိုက်တက်သွားမယ်ဆိုလို့ရှိရင်သင်တန်းသားဟောင်းခံစား권အနေနဲ့ level တစ်ခုချင်းစီကို 10% discount ရရှိအောင်မှာဖြစ်ပါတယ်ရှင် video lesson class ဆိုပြီးတော့ certificate မရမှာလည်းမပူနဲ့เนาะဒီ video lesson တွေကိုပုံမှန်ကြည့်ပြီးတော့ အင်ကာပုံမှန်ထပ်မယ်ဆိုလို့ရှိရင်ဒီသင်တန်းကာလပြီးဆုံးတဲ့အခါကျရင်ကျောင်းကနေပြီးတော့မှ level test လေးတစ်ခုစစ်ပေးမှာဖြစ်ပါတယ်ရှင်အဲ့ test လေးကိုအောင်မြင်ပြီးမြောက်တယ်ဆိုလို့ရှိရင်အောင်မြင်ပြီးမြောက်ကြောင်းအသိမှတ်ပြု certificate ထုတ်ပေးမှာဖြစ်ပါတယ်ရှင် video lesson class ဖြစ်တဲ့အတွက်ကြောင့်မို့လို့ speaking ပိုင်းအားနည်းမှလည်းစိတ်ပူကြမလိုပါဘူးရှင်ဒီ video learner တွေအကုန်လုံးကိုတစ်လတစ်ခါမှစုပြီးတော့ speaking practice အနေနဲ့လုပ်ပေးတာမျိုးလည်းရှိပါတယ်ရှင်ဒီ class လေးကိုတက်ရောက်လို့ရဆိုရင် page messenger ကိုဖြစ်စေဖုန်းနံပါတ်646101000ဖြစ်စေဆက်သွယ်စာရင်းသွင်းနိုင်ပါတယ်ရှင်